အဘိုးကပုံမှန်တိုင်းငားများနေတော့ရုပ်တရက်သူငားများချီကိုငားချီကောင်လာဟပ်ပါလေရောအကောင်ကဘလောက်ကြီးလဲဆိုရင်အဘိုးခမအနာကပ်ပြီးတေချာကြီးကိုတော့အချိန်မရလိုက်ဘူးဒါနဲ့ကျိုးသွားတဲ့တန်းကိုလွင့်ပြီးငားများကျိုးကိုလက်နဲ့အမြန်လှမ်းဆွဲပြီးထိန်းလိုက်ရတယ်အဲ့ဒီမှာတင်အဘိုးကိုသဘောပေါက်လိုက်တယ်ဒီကောင်မသေးဘူးဟေ့ဆိုတာကိုပေါ့အဘိုးကဝါရိတ်တငါသေးဆိုတော့ချက်ချင်းပဲကျိုးကိုပပလေးလွှဲ့ကစားတယ်ငါကငားများချိတ်ကိုပို့ပြီးနဲ့နဲ့ဆိုင်မိသွားအောင်လို့လေဒါပေမဲ့ငါကအားတန်လွန်းတော့ကျိုးကကုံကာနီးထင်လာတယ်အဘိုးကလည်းကမန်းကလေးနောက်ထပ်ကျိုးတစ်ခွေနဲ့အမြန်ဆက်လိုက်ရတယ်စိတ်ထဲမှာလည်းဒါငါအသက်သက်မှာတွေ့ဘူးသမျှအကြီးဆုံးငါးထီလောက်တယ်လို့ထင်လိုက်မိတယ်သိမကြဘူးကျိုးကညင်သွားတယ်အဘိုးကငါမောသွားပြီထင်ပြီးဆွဲကြည့်တာပေါ့ဟာမရဘူးဗျရွေးတော့မရွေးဘူးတကယ်တမ်းကျတော့ငါကမမောတဲ့အပြင်ဒေါသတွေထွက်ပြီးအဘိုးရဲ့အလီကိုပါတရက်တိုက်ဆွဲခေါ်သွားတာပဲအဘိုးခင်ကအကျိုးကိုကိုလုံးမှာပတ်ရှိသမျှအားနဲ့အကောင်ကြီးကိုပြန်ထိန်းထားရတယ်ခေါင်းကိုပင်လေရီဖျန်းပြီးအိငိုက်သွားမသွားအောင်စူးစမ်းရင်ဆက်တက်ရောက်တာပေါ့အဲ့ဒီချိန်မှာပဲတခြားငါးများတန်တွေမှာငါးတွေလာဟကြရောတချို့တန်တွေဆိုကျိုးကုန်တယ်ဒါပေမဲ့အဘိုးကဒီအကောင်ကြီးကိုပဲအာယုံစိုက်ချင်တာနဲ့ကြမ်းတဲ့ကျိုးတွေကိုဖျက်တခြားငါးများတန်တွေကိုပင်လေလွှတ်ပစ်လိုက်တယ်တခြားငါးတွေကိုလိုက်သိမ်းဖို့သူမှအားမရှိတော့ဘူးလေရုတ်တရက်အကောင်ကြီးကထိတ်ယုံပြန်တော့လှေတစင်းလုံးရင်းထိုးခါသွားပြီးအဘိုးအိုတော်ရေထဲပြုတ်ကြမတတ်ဖြစ်သွားရော